မြို့ဟောင်းတွေမှာအင်ရှာရင်ဘာတွေသိထားရမလဲရန်ကုန်မြို့ကိုကျွန်တော်တို့မြို့သစ်နဲ့မြို့ဟောင်းဆိုပြီးတော့နှစ်ပိုင်းရှိပါတယ်ကျွန်တော်မြို့သစ်မှာအများဆုံးတွေ့ရတဲ့စာရေးစာတမ်းတွေကတော့ permit slip နဲ့ grant တွေဖြစ်ပြီးတော့မှမြို့ဟောင်းတွေပေါ်မှာတွေ့ရတာကတော့ကျွန်တော်တို့ဘိုးဘပိုင်မိပိုင်မိအရက်စာချုပ်တွေကိုကျွန်တော်ပို့ပြီးတော့မှတွေ့ရပါတယ်မြို့ဟောင်းတွေထဲမှာ popular ဖြစ်တဲ့မြို့နယ်တွေဆိုလို့ရှိရင်ကျွန်တော် downtown area ရှိမယ်လှိုင်ကမာရွတ်ဗဟန်းအင်းစိန်မယန်းကုန်းအဲ့နေရာတွေကတော့တော်တော်လေး popular ဖြစ်တဲ့မြို့ဟောင်းတွေပဲဖြစ်ပါတယ်ခင်ဗျပြောရရင်တော့မြို့ဟောင်းတွေက location ရပြန်ကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုအချက်ချကြတဲ့နေရာမှာရှိတဲ့အတွက်ဈေးနှုန်းအပြင်ပြန်ကြည့်မယ်ဆိုလို့ရှိရင်မြို့သစ်နဲ့မြို့ဟောင်းမှာဆိုမြို့ဟောင်းတွေကဈေးနည်းနည်းလေးပိုများနေတာကိုတွေ့ရတယ်အကွက်တွေနည်းနည်းအကွက်ကျယ်တွေပိုများတာကိုကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျရက်ကွက်လမ်းအနေထားကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့မြို့ဟောင်းမှာရှိတဲ့ရက်ကွက်လမ်းတွေကတော်တော်လေးကျင်းတဲ့အနေထားကိုကျွန်တော်တွေ့ရတယ်ကားနဲ့စိတ်ချောင်လို့ရတဲ့အနေထားပဲရှိတယ်ကျွန်တော်တို့ဒီမြို့သစ်မှာလိုမျိုးကြီးမြောင်းပြီးတော့မှလမ်းလာတဲ့အနေထားမဟုတ်ဘဲနဲ့ချန်စီယိုနဲ့လမ်းနဲ့ကတစ်ဆက်တည်းဖြစ်နေတဲ့အနေထားမှာပို့ပြီးတော့မှများပါတယ်ခင်ဗျနောက်တစ်ချက်ကမြို့ဟောင်းတွေရဲ့စာရွက်စာတမ်းကိုကျွန်တော်တို့တွေကြည့်မယ်ဆိုလို့ရှိရင်ဘိုးဘပိုင်မိပိုင်မိဆိုပြီးတော့မှတွေ့ရတယ်တိုးတော်ညာလည်းအနီပေါက်တဲ့ဟာကတော်တော်လေးကိုရှားပါတယ်များသောအားဖြင့်တော့ကျွန်တော်တို့အရက်စာချုပ်တွေနဲ့ကျွန်တော်အယောင်းဝယ်လုပ်နေကြတာပို့ပြီးတော့မှများတယ်အကြောင်းရင်းကလည်းကျွန်တော်တို့ဒီဘိုးဘပိုင်မိတွေမိပိုင်မိတွေကိုဟိုးရင်ကပိုင်ခဲ့တဲ့လူတွေကအကျယ်ကြီးတွေပိုင်ခဲ့တယ်အဲ့ကနေမှတစ်စင်းအခုမဆောင်မဲနဲ့ခွဲရောင်းလာရင်းနဲ့မှကျွန်တော်တို့အရက်စာချုပ်တွေတဖြည်းဖြည်းဖြစ်လာတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတာပါဗျာနာမည်ပြန်ဖောက်လို့ရတဲ့ process တွေကတော့ရှိပါတယ်ဒါပေမဲ့နည်းနည်းလေးရှုပ်တဲ့အချိန်ကြာနိုင်တယ်ဘိုးဘပိုင်အရက်စာချုပ်လို့ကျွန်တော်ပြောပေမဲ့လည်းခိုင်မာမှုကတော့သူ့ထိုင်လျောက်တဲ့သူကတော့ရှိပါတယ်ခင်ဗျာအင်ဂျင်မီနဲ့ပတ်သက်လို့သိချင်တာတွေရှိလို့ရှိရင်လည်းကျွန်တော် comment section မှာလာရောက်ပြီးတော့မှမေးမြန်းလို့ရပါတယ်ခင်ဗျာ